ယောက်ျားတွေနဲ့ရှင်သန်ခဲ့ကြတဲ့ချိန်ကမျိုးဆက်များနဲ့တို့တွေရဲ့တိုက်ပွဲရလင်းနေတဲ့ရွှေရောင်နေရများစီလမ်းလို့သွားဖို့ဘေးဦးငယ်ရဲ့အောင်ပွဲချိုးရီအိမ်ပြန်နိုင်တော့ချိန်ချိုးရီပြန်ဆုံးနိုင်တော့ချိန်ချိုးရီမောင်ရံတွေလည်းလမ်းပြောက်ခဲ့ပြီနေမာယာယာအောင်မြင်ပြီရောင်ဒီတွေလေးချိန်တဲ့တဲ့တင်တို့လိုက်ပြလုံးနိုင်မှာလား